စပင်နီနီနဲ့အလှပါကြီးတယောက်ကမျက်လုံးကနေစိတ်ညှို့စွမ်းအပြင်လေစာတန်းတွေထုတ်လွှတ်လိုက်တဲ့ချက်ချင်းပါပဲကောင်လေးကသူ့ရည်စားကိုပြစ်ပယ်ပြီးပါသွားတော့တာပါပဲညှို့တက်ကြောင့်သူဟာသွားရည်တများများနဲ့ခြေထောက်နှိပ်ပေးရတဲ့အစီခံကျွန်းတယောက်လိုဖြစ်သွားရရှာတယ်ကောင်မလေးခမရတော့တဲတောင်ပြင်ပေါ်မှာအထီးကျန်စွာကြံ့ရစ်ခဲ့ပြီးသူ့ယောက်ျားကစိတ်အညှို့ခံကျွန်းတွေရဲ့အချမ်းအရံနဲ့ပါသွားတာကိုရင်နာနာနဲ့ကြည့်နေခဲ့ရတယ်ဒေါသတွေထွက်လာတဲ့ကောင်မလေးဟာအဲ့ဒီဆုံးမကိုကလေးစားချီဖို့ကန်းချီဖားစီချက်ချင်းရှောက်သွားပြီးအစီအစဉ်ဆွဲပါတော့တယ်စပင်အတူနဲ့နှုတ်ခမ်းမွေးအတူကိုတက်လိုက်တဲ့အခါအံ့ဩစရာကောင်းလောက်အောင်ဗလာတောင်တောင်ယောက်ျားကြီးတယောက်အဖြစ်ပြောင်းလဲသွားပါတော့တယ်ဒီလိုနဲ့ကန်းချီကိုပြန်သွားမှာတော့သူမရဲ့ထွားချိုင်းလာတဲ့ကြွက်သားအတူတွေဟာဆုံးမကြီးရဲ့လောဘစိတ်ကိုဆွဲဆောင်ပြီးသွားပါလိရောဆုံးမကြီးကကြွက်သားကြီးနဲ့ကျွန်းအစ်တယောက်ရတော့မယ်ဆိုပြီးနေကမျက်မှန်ကိုပင့်တင်ကအစိမ်းရောင်ညှို့တက်လေစာနဲ့ပြစ်လွှတ်လိုက်ပါတယ်ဒါပေမဲ့ဟန်ဆောင်ထားတဲ့ကောင်မလေးကဖန်ခွဲစာလေးတစ်ခုကိုထုတ်ပြီးလေစာတန်းကိုအမြန်ဆုံးပြန်လွှဲပြလိုက်ရဆုံးမကြီးစီကိုတဲ့ကြီးပြန်မှန်သွားပါတော့တယ်အဲ့ဒီတုံ့ပြန်မှုကြောင့်စိတ်ညှို့ခါထားတွေပြက်ပြဲသွားပြီးယောက်ျားတွေလည်းခေါင်းတွေမူးဝေကတတိပြန်ဝင်လာကြပါတယ်ကမောက်ကမဖြစ်သွားတဲ့အချိန်ကြောင့်ဆုံးမကြီးလည်းတေးတောင်ပြင်ပေါ်ကိုရုပ်ပြက်စင်းပြက်ကြီးမှောက်ရက်လေးကြသွားပါတော့တယ်စိတ်ညှို့ခါထားတဲ့ကောင်လေးလည်းတတိပြန်ရလာပြီးသူ့ရည်စားစီပြန်သွားခဲ့တယ်နှစ်ယောက်သားခဏတာရိုမန်တစ်ဆန်ဆန်ဖတ်လိုက်ကြတာပေါ့ဒါပေမဲ့ဒီကောင်လေးကတစ္ဆာမရှိခဲ့ဘူးဘီကီနီအဖြူနဲ့လှပတဲ့မိန်းကလေးတယောက်လမ်းလျှောက်လာတဲ့အခါအဲ့ဒီမိန်းကလေးနောက်ကိုတွားရည်ကြပြီးထပ်ပါသွားပြန်ရောကောင်မလေးခမရင်ကွဲမတက်ခံစားရပြီးမျောလင်းချက်တွေကုံဆုံးနေတဲ့အချိန်တကယ်ကိုခံညာချောမောတဲ့လူစိမ်းတယောက်ရောက်လာပြီးသူမကိုနွေးနွေးထွေးထွေးနှစ်သိမ့်ပေးပါတော့တယ်